အေးကြည်လားမသွားသူကတကြူတာကိုကျွန်တော်ထင်တာဟိုထင်းနေပါတယ်အဲ့လိုမျိုးတော့အပုံပြီးမှအလောင်းပေါ်မှာပုံပြီးအဲ့လိုရှို့တာထင်တာမဟုတ်မနေဘူးတဲ့လားပြင်ပစ္စည်းရအကုန်လုံးတစ်ခါတည်းထဲအဲ့လိုမျိုးတကြူတာလို့ထင်တာကွာမဟုတ်ဒါဖယ်လိုက်ပြီဒီမှာအဲ့ပစ္စည်းတွေအကုန်လုံးပြန်ယူလိုက်တာဟုတ်ပါနော်အကုန်ယူလိုက်တာအခင်းတွေကအစသူကခေါင်းတွေရောပြန်ဖယ်လိုက်တာထုံပေါ်ပါလို့ကုန်ဖဲကုန်ဖယ်လိုက်မှာဟုတ်ပြီမပြီဒါဟိုအလောင်းကိုပဲပေါ့အလောင်းကိုပဲသူကရှို့တာအခုဟိုထိတ်မှာနည်းနည်းပဲမြင်နေရအဲ့ဒါဖယ်လိုက်မှမြင်ရမှာတဲ့လားအခုကြည့်ဟိုမှာတဲ့လားစကားပေါ်ဟိုမှာတဲ့လားအဲ့တန်ပြားတန်စကားပေါ်မှာသူအလောင်းကိုတင်တာအခုပြီးရင်ဖုံးပြီတဲ့လားဖုံးလိုက်ပြီအလုံးကွာဖုံးမလိုက်တဲ့ပြီးရင်မီးခိုးကျတော့ဟိုဘက်ကမီးခိုးတိုင်လောက်ထားအဲ့ဘက်ကနေထွက်ဒါအရှိဘက်ကပေါ့ဒါခွဲပြာနဲ့ဒီမီးရှိုးတဲ့နေရာဒီဘက်ကနေရှိုးပြီးခဏကဟိုအလောင်းတင်ထားတဲ့နေရာအဲ့နေရာကိုမီးမုတ်ပြီးမှအဲ့လိုရှိုးလိုက်တဲ့ပုံစံကွာအဲ့လိုတကြူတာတစ်ခါမှမြင်ဘူးလားဟုတ်လားဒီကြည့်ဒါရှိုးပြီးရင်ဟိုမျိုးဗာလဲအယိုးပြဖြစ်သွားရေကွာဒါပြာတွေပေါ့ဟိုဖြူဖြူလေးတွေကအယိုးတွေသွားကင်ဆိုပြာဖြစ်သွားရင်အယိုးတက်ပြာတက်မဟုတ်ဘူးပေါ့နော်အဲ့လိုကြတော့မဟုတ်ဘူး तू ကရောသွားတာဒီကောင်ကြတော့သူတို့အယိုးတက်လိုချင်လဲရရလေအဲ့လိုလဲရှို့ပေးရအဲ့လိုပေါ့ဒါကြောင့်အကုန်လုံးရောသွားရင်ဒီမှာဒါပြာချပြီးတဲ့ဟာတွေကြောင့်တချို့ကရိုးယူချင်တဲ့ဟာတွေကြဒီလိုမျိုးအုပ်နဲ့ပြန်လောက်ထားကြအောင်ဒီလိုလေးတောင်းဝင်လိုက်စီပြီနော်တောင်းဝင်လိုက်ဒီမှာလေအော်ဒီမှာတကြိုတာမမြင်ဘူးလေနော်ဟွာသွားတာသွားကြည့်ဘူးလားကွာဟိုကအဲ့ဒီသွားရိုက်လဲမကြည့်ဘူးလေနော်ဆိုတော့ဒီနေ့မှဒါသွားကြည့်ဖြစ်တာပေါ့ဒါဟိုပြင်မျိုးရဲ့မီးတကြိုဆက်ပါလို့